အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ B Movie Review Channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မြန်မာနိုင်ငံရဲ့အနောက်မြောက်ဘက်အစွန်ပြားတိန်လာရီချာနာဂတောင်တန်းစီမှာလူတွေအတိနေတဲ့စမ်းကြယ်ရိုးရာတစ်ခုရှိခဲ့တဲ့အကြောင်းလေးပဲဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တခါကြည့်လိုက်အောင်တတ်မမိနိုင်တဲ့မျက်နှာတတူတွေပဲဖြစ်ပါတယ်ဒါရိုးရိုးလှပတော့ထိုးရတာမဟုတ်ဆိုတာကိုတင်သိပါသလားဒီတတူတွေကဟန်တာလို့ခေါ်တဲ့ဥကောင်းပြစစ်တီတော်တွေကတိုးခွင့်ရရှိခဲ့တာပါရှေးခေတ်နာဂမျိုးနွယ်စုတွေကြားမှာရန်သူဥကောင်းကိုဖျက်နိုင်ခဲ့တဲ့စစ်တီတော်တယောက်ဟာသူ့ရဲ့ရင်းစွမ်းတက်တီအတွက်ဂုဏ်ဆောင်တဲ့စိတ်ဖြစ်ဒီတတူကိုရရှိခဲ့တာဖြစ်ပါတယ်ထိုးတဲ့နီလန်းကလည်းယခုခေတ်လိုစက်နဲ့မဟုတ်ပဲတစ်ပင်ရရတဲ့စူးချွန်တွေကတုံးပြီးရေပြားတွေကိုရိုက်တွင်းရတာဖြစ်လို့အလွန်အမင်းပင်နာကျင်ရပါတယ်အဲ့ဒီနာကျင်မှုကိုအန်တုနိုင်မှသာစစ်တီတော်စစ်လို့တတ်မှတ်ခံရတာပါအမျိုးသမီးတွေမှာလည်းအရွယ်ယောက်ျားအမှတ်သားဖြစ်ခြေထောက်နဲ့မျက်နှာတွေမှာတတူးတိုးတဲ့ထူးခြားတဲ့ပုံစံတွေလည်းရှိနေပါသေးတယ်။ဒါပေမဲ့ဒီနေ့ခေတ်မှာဒီစစ်တီတော်ကြီးဟာနာဂတောင်တန်းရဲ့နောက်ဆုံးမျိုးဆက်တွေဖြစ်နေပါပြီ။ခေတ်စနစ်တွေပြောင်းလဲလာတဲ့အမျှဒီမျက်နှာတတူးရိုးရာဟာလည်းတဖြည်းဖြည်းပျောက်ကွယ်သွားတော့မှာပါ။ဒါဟာမြန်မာနိုင်ငံရဲ့သမိုင်းစာမျက်နှာထက်ကတမိုးဖြတ်မရတဲ့ယဉ်ကျေးမှုမွေးနေ့တစ်ခုတာဖြစ်နေပါတယ်ဗျာ။နောက်ထပ်ဒီလိုဗီဒီယိုလေးကိုထပ်ကြည့်ခြင်းကျွန်တော်တို့ channel လေးကို follow လုပ်ပြီး subscribe လေးလုပ်ခဲ့ပါအောင်ခင်ဗျာ။